တိုင်းရင်းသားနိုင်ငံရေးပါတီ၈ပါတီနဲ့ဖွဲ့စည်းထားတဲ့စီးလုံးညွညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA ကအချက်၉ချက်ကိုထုတ်ပြန်ခဲ့တာပါအဲ့ဒီကြေညာချက်ထဲမှာနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းသွားဖို့2008ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ဒါမှမဟုတ်အသစ်ရေးဖို့တနိုင်ငံလုံးအပြစ်ခတ်ရစဲရေးနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်အောင်ဝိုင်းဝန်းကြိုးစားကြဖို့ဆိုတဲ့အချက်တွေပါရှိပါတယ်အဓိကတောင်းဆိုတာစစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်နိုင်ငံရေးဆွေးနွေးပွဲကိုမလွဲမသွေလုပ်ရမယ်အဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲကနေရရှိလာတဲ့အပြည့်ရလဒ်များပေါ်အခြေခံပြီးတော့မှနောက်လာမယ့်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကိုရေးဆွဲသွားဖို့အဲ့ဒါအဓိကထားတောင်းဆိုထားပါတယ်တိုင်းရင်းသားပါတီတွေအနေနဲ့ပူးပေါင်းလှုပ်ဆောင်မှုတွေရှိနေပေမဲ့အစိုးရကလည်းအတိမတ်ပြုလှုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့ဒီကနေ့ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့မွန်မျိုးသားပါတီအတွင်းရေးမှူးကပြောပါတယ်အစိုးရမပိုင်တော့မပိုင်တော့မအောင်မြင်ဘူးလို့ထင်ရမှာဒါပေမဲ့အစိုးရမပါလုံးရောလုပ်ရမယ်အစိုးရပါအောင်ဘယ်လိုလုပ်အောင်မလဲဆိုတော့ကျွန်တော်တို့အင်အားတောက်တင်မဖြစ်ဘူးအင်အားမတောက်တင်အစိုးရအလီကလီကလာဖွဲ့လို့ထင်ပါဘူးကျွန်တော်အင်အားတောက်တင်လာရင်အစိုးရကဘယ်လိုပဲလို့ဘူးမဆိုင်ဘဲမနေနိုင်ဘူးအဲ့လိုခံရတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ UNA ညီလာခံကိုတက်ရောက်လာတဲ့အပြည့်ရထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ကယန်းပြည်သူပါတီကဗိုလ်မှူးစောလင်ကအခုလိုပြောပါတယ်။တိုင်းရင်းသားနိုင်ငံရေးပါတီများရဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့နောက် UNA မှာမပါတဲ့နိုင်ငံရေးပါတီတွေရဲ့နောက်ရပ်ဖက်လူအဖွဲ့အစည်းတွေအားလုံးတွေ့ဆုံပြီးတော့ရှေ့ဆက်ဘာလုပ်ကြမလဲဆိုတာကိုသဘောတူချမှတ်နိုင်တဲ့အစည်းအဝေးဖြစ်တဲ့အတွက်ဒါမြန်မာနိုင်ငံလောကမှာဒါအကြီးမားတဲ့တိုးတက်မှုတစ်ခုဖြစ်တယ်။နောက်တစ်ခါပြည်သူလူထုတွေလိုလားတောင်းတတဲ့အတိုင်း2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုတွေမှာလည်းဒါအများကြီးထောက်ကူပြုနိုင်မယ်လို့ကျွန်တော်ပြောချင်တယ်UNA က1990ခုနှစ်မတိုင်မီကတည်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မဟာမိတ်တပ်ပေါင်းစုသဘောမျိုးဖြစ်ပါတယ်စစ်ဆိုးရလက်ထက်က UNA ခေါင်းဆောင်တော်တော်များများဟာထောင်ဒဏ်နှစ်ရှည်ချမှတ်ခံခဲ့ရပါတယ်UNA ကစီးလုံးညွညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ကိုရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဇိုမီဒီမိုကရေစီအဖွဲ့ချုပ်ရခိုင်မျိုးသားပါတီမွန်မျိုးသားပါတီရှမ်းပြည်ကိုကတ်ဒီမိုကရက်တစ်ပါတီကယန်းမျိုးသားပါတီကရင်မျိုးသားပါတီအစရှိတဲ့တိုင်းရင်းသားပါတီ၈ပါတီနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်3ရက်ကြာညီလာခံကိုအပြည့်ရထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အရက်ဖက်လူမှုအဖွဲ့အစည်းစုစုပေါင်း25ဖွဲ့လောက်တက်ရောက်ခဲ့ကြပါတယ်ရှင်